လွန်ခဲ့တဲ့ဆဲဆိုနှစ်တစ်ခုကျော်ဟာတပြေပင်ဆိုတဲ့ရွာကလေးအပူတယုံဟာအခုတော့ခြုံရွယ်ပိတ်ပေါင်းတွေကြားမှာတကိုယ်တဲ့အထီးကျန်လို့နေပါတယ်။အဲ့ဒီပူတာမှာညဘဆိုရင်ဘသူမှချီဦးမလဲရကြဘူး။အကြောင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့ဖြစ်ရဆိုးတစ်ခုကြောင့်ပါ။အဲ့ဒီတုန်းကမိုးသေးဆန်စွာရွာနေတဲ့ညတညမှာအသက်20အရွယ်မိန်းကလေးတယောက်ဟာသူမရဲ့လက်ထပ်ပွဲအတွက်မြို့ကပြန်လာမဲ့ချစ်သူကိုအထုပ်ပိုးလေးတွေနဲ့ပူတာမှာလာကြုံနေခဲ့တယ်။ဒါပေမဲ့ကန်ဆူးချင်းတို့အဲ့ဒီညကယထာဟာပရိတ်ပေါက်ပြီးပူတာတဲ့ကိုအရှင်ပြင်းပြင်းနဲ့ဝင်လာခဲ့တယ်။ဘလက်ဖောင်းပေါ်မှာရက်နေတဲ့အဲ့ဒီမိန်းကလေးဟာရှောင်ကျင်မရလိုက်ပဲယထာအောက်ကိုရောက်သွားခဲ့ရတယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဒီဘူတာယုံဟောင်းသားကဖြတ်သွားတဲ့သူတွေဟာထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံကြရတော့တာပါပဲ။တညမှာတော့နေဝေးကနေဆိုင်ကယ်နဲ့ဖြတ်လာတဲ့လူငယ်တယောက်ဟာဆိုင်ကယ်စီကုန်းသွားလို့ဘူတာယုံဟောင်းသားမှာခဏနားကိုဖြတ်လာခဲ့တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီးနှင်းမြူတွေကမိုင်းညိုနေတယ်။အဲ့ဒီအချိန်မှာပဲဝေးရာကနေယထာဥထုဆွဲတံကိုသူကြားလိုက်ရတယ်။ဒီလမ်းဘက်ကယထာမပြေးရကြပြီပဲ။လို့သူတွေးနေတော့မှာပဲ။ဟိုးအမောင်လေးကနေမီးရောင်မိမ့်မိန်လေးနဲ့ယထာတစည်းဖြည်းဖြည်းချင်းဝင်လာတာကိုမြင်လိုက်ရတယ်